ကျော်ထင်းပြင်းဆိုလဲဒါကိုအားတိကိုပြန်ပြီးတော့ဒုက္ခပေးတဲ့လုံးတွေရှိတယ် အများကြီးပဲသူလဲသူဘယ်လိုက်နဲ့မှပေါက်တာအားတိပိတ်တာပဲဒါပေမဲ့ကျော်ထင်းပြင်းကြိုးစားတာပဲလိုက်တာပဲဒါမှမဟုတ်ခုနလိုမျိုးပေါ့နော်သူအသင်းမှာလည်းနည်းနည်းလေးလိုအပ်ချက်လေးရှိသွားတာပေါ့အဲ့လိုဟုတ်ပါတယ်နည်းနည်းပေါ့သွားတယ်ထင်တယ်ကျွန်တော်မြင်တော့သူတို့လည်းပြောပါတယ်ကိုအောင်သူဒီနေ့မှနည်းနည်းပွဲစဉ်9လောက်နော်တေးတွေ့ရအောင်နည်းနည်းရော့သူတို့ပထမပွဲတပွဲမှာနိုင်ထားတယ်ဒုတိယပွဲမှာလည်းအခုသူတို့အမှတ်ပြတ်နဲ့ဥဆောင်လာတယ်ဆိုတော့နည်းနည်းလေးသူတို့ steady လေးအောက်သွားတယ်ထင်ပါတယ်နော်ရော့သွားတယ်ဟုတ်တယ်ဆိုတော့ကိုကြီးဘာပဲဖြစ်ဖြစ်ပွဲစဉ်9ကလည်းဆွဲထင်ရင်းစွာနေပဲဒါပရိသတ်တွေရှေ့မောက်ကိုရောက်ရှိခဲ့ပြီးသွားပြီကျွန်တော်တို့ပွဲစဉ်10မှာရောဘယ်လိုမျိုးအားပြတ်မှုမျိုးတွေ့ရနိုင်လဲဒါလည်းပရိသတ်တွေကိုရိပ်မြုပ်လေးပြောပြပါဦးဟုတ်ပွဲစဉ်10ကိုပြောဖို့တော့ကျွန်တော်တော်တော်သိရမှာပါဇက်ကတော်တော်ဟိုအဖြစ်နေပြီအားတက်နေပြီအရင်ပြောချင်တယ်ထိန်းထားတာပွဲစဉ်10ကကြတော့ထူးထူးခြားခြားပွဲစဉ်ဖြစ်မှာဗျ။ဘာကြောင့်ထူးခြားပွဲစဉ်ဖြစ်မလဲဆိုတော့အခုကျွန်တော်ကြည့်ရတော့အားထက်ကသူကပွဲစဉ်6ကကြတော့ကျွန်တော်တို့အဖိုင်နိုင်နဲ့မြောက်ကြီးကိုသူတို့နိုင်လိုက်ပြန်တယ်။ပွဲစဉ်ခွန်မှာလည်းအခု तू မကျေနပ်လို့ဆိုပြီးတော့ तू ပြန်စိန်ခေါ်တဲ့လူကို तू အနိုင်ယူထားတယ်ဆိုတော့ तू ကနှစ်ပွဲနိုင်ထားပြီ။ဆိုတော့အခုလာမယ့်ပွဲစဉ်10မှာ तू နိုင်လို့ရှိရင် तू က super hat trick ဖြစ်မှာ။ hat trick ပြရမယ်ပေါ့နော်။ဆိုတော့ကျွန်တော်ကတော့အားထက်ကို hat trick မပေးချင်ဘူး။အဲ့တော့ကျွန်တော်အသေးသက်မလွယ်တဲ့ပြိုင်ပွဲအားထက်ကိုကျွန်တော်မလွယ်တဲ့ပြိုင်ပွဲတွေနဲ့ကျွန်တော်ဒီတစ်ပတ်ပွဲစဉ်10မှာကျွန်တော်ထည့်မယ်။အဲ့နှစ်တွဲသလုံးကိုကျွန်တော်ရှာထားတယ်ဒိန်းကြားတွေပဲရှာထားပါတယ်ဗျ။အော်တခါဖြန်းယုံနဲ့လှဲကြည့်စရာမလိုတဲ့ပွင့်ထွေးပိုးသက်စီပေးဗျာရငါကြီးတောင်ဖြန်းပဲကင်းနဲ့ပွင့်ထွေးပိုးကြနေရင်မြမဩဘာရဲ့ပွင့်ထွေးပိုးသက်စီငှက်ကြီးတောင်စေးတပုံးလျင် 30cc ထည့်ဖြန်းပါတစ်ချိန်ဖြန်းယုံနဲ့ပွင့်ထွေးပိုးရှင်းပန်းမွေ့ပို့ထိုင်ရဲ့ငှက်ကြီးတောင်အဲ့တော့ဒီနေရာနေလဲပြည်သက်တွေကိုကျွန်တော် request လုပ်ပါတယ်ကျွန်တော် power battle ကြော်ညာတင်တဲ့အချိန်မှာဘယ်လိုအတွဲမျိုးကြည့်ချင်လဲဆိုတော့ကျွန်တော်တို့ comment လေးမှန်ပေးပါကျွန်တော်နှစ်တွဲရှာထားပါတယ်တစ်တွဲကကြတော့ကျွန်တော်ဒီလေထဲမှာအပြိုင်ဆိုင်ပေါ့နော်နိုင်အဖိုင်နိုင်နဲ့အဲ့လိုခတ်မဲ့တကက်ဒိန်းညာဖိုက်တာကျွန်တော်ရှာထားတယ်အဲ့ဒါကိုကြည့်ချင်လားဒါမှမဟုတ်လို့ရှိလို့ရှိရင်စားပစ်ကိုမှလုံးဝဒိန်းညာထိုးယူတဲ့မြန်မာနိုင်ငံရဲ့ဒိတ်ကျဲလက်ရွေးစင်အဆင့်တုံးကြီးစားပစ်ပိုင်ရှင်ကိုရှာထားတယ်ဒါက national နဲ့ပတ်သက်တဲ့fighter ပေါ့နော်national နဲ့ပတ်သက်တဲ့ကစားသမားတွေပေါ့ဟိုဘက်မှာကျတော့ကျွန်တော်ကြေးစားမှာတကက်ကိုအဖိုင်နိုင်လေးထဲမှာပိုင်းနေပိုင်းမြင့်မရွေးအကျန်းဆုံးအဲ့လိုမျိုးကစားသမားတစ်ယောက်ပါမယ်ပေါ့နော်အဲ့နှစ်တွဲတည်းကမှဘယ်တွဲကိုကြည့်ချင်လဲဆိုတာပြည်သက်တွေက PPTV ရဲ့ကြော်ညာပို့လိုက်တော့ကျွန်တော်တို့တစ်ချက်လေး comment လေးမှန်းပေးပါဗျပြည်သက်တွေအကြိုက်ကျွန်တော်တို့တင်ဆက်ပေးပါမယ်ဗျနော်ဟုတ်ကဲ့ပါပြည်သက်များစီစဉ်သူကိုဟာကတော့ဒါအဘီပင်ပြောနေပါတော့ကိုဟာနဲ့ပတ်သက်ပြီးကိုဟာရဲ့စီစဉ်မှုတွေနဲ့ပတ်သက်ပြီးတော့လည်းဘယ်တော့မှတန်တရားဖြစ်ပွေရမရှိပါဘူးကျွန်တော်တို့ကိုအပတ်စဉ်ပတ်တိုင်းမှာမတူညီတဲ့ရတာတွေပေးဆွဲအောင်လို့ပွဲတွေတပွဲပြီးတပွဲစီစဉ်ပေးတယ်ဆိုတော့ပြည်သက်တွေကိုစားလဲကျွန်တော်ကကိုဟာကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့ပွဲစဉ်ရှင်းမှာနောက်ထပ်ဆွဲထင်ရတဲ့ပွဲစဉ်တပွဲရှိပါသေးတယ်ဆိုတော့PPTV postအောက်မှာခုနကိုဟာပြောသလိုပဲဘယ်အတွဲဖက်နဲ့ကိုဟာတစ်တို့ကိုရင်ဆိုင်စေခြင်းလဲပြီးတော့ကိုဟာတစ်ရဲ့အတွဲဖက်ကဘယ်သူဖြစ်လာမလဲကိုဟာတစ်ရဲ့ပြိုင်ဘက်တွေကဘယ်သူဖြစ်လာမလဲဒါကိုလည်းကျွန်တော်တို့ဒီကဏ္ဍတစ်ခုအနေနဲ့ပြည်သက်တွေကိုထည့်သွင်းပေးထားတာဖြစ်ပါတယ်ဆိုတော့အဲ့ဒီကဏ္ဍမှာလည်းပြည်သက်တွေဝင် join ဖို့အတွက်ဖိတ်ခေါ်ပါတယ်ဒီနေ့တော့ဒီလောက်ပါပဲကျွန်တော်တို့လာမယ့်ပွဲစဉ်10မှာထပ်ပြီးတော့တွေ့ကြပါမယ်ခင်ဗျာယခုထုတ်လင်းပြသနေသောအစီအစဉ်ကို main sponsor အဖြစ်ပွင့်ထွေးပိုးရှင်းပန်းပွင့်ပိုဖြိုင်စေတဲ့ငှက်ကြီးတောင်ပိုးသက်ဆေးမှကူညီပံ့ပိုးပေးထားပါတယ်။ဒီအစီအစဉ်ကိုကို sponsor အဖြစ်ကုန်ခန်းသွားတဲ့အားအင်တွေအတွက် Rocker Energy Drink မှကူညီပံ့ပိုးပေးပါတယ်။